လူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လာတွေနေတွေဟာသွားနေကြလမ်းကြောင်းမဟုတ်ပဲနဲ့လမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လာတွေနေတွေလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင်နက်ခတ်တီတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြက်ပြားမှုကနေပြီးတော့ဆက်နွယ်လာတာဩလာတွေနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာနက်ခတ်တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်နက္ခတ္တရာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုနေ့တွေညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့ဒါဖြင့်နေ့တွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင်လအရေအတွက်တွေကလည်းလွဲကုန်တယ်နော်မိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွဲချော်ချော်တွေအကုန်ဖြစ်ကုန်တယ်တဘာဝကြီးဟာလွဲချော်ကုန်အခုခေတ်မှာတော့အိုဆုံးလွှာပါလို့ဘာဖြစ်လို့ဒီပြင်အကြောင်းတွေသာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်နော်လူတွေဖြက်စီးလို့တဘာဝပတ်ဝန်းကျင်ပျက်စီးလာဖြက်စီးတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမတန်မှထင်ရှားတာပေါ့နော်အဲ့တော့လာတွေဒီရက်လတွေအခြေအနေပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေအထားတွေလည်းပြောင်းလဲကုန်တယ်တဲ့အဲ့ဒါလို့ပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူးလေလမ်းကြောင်းတွေကမမှန်တော့ဟုတ်တယ်ဘုန်းကြီးတို့သတိထားကြည့်မိတယ်ငယ်ငယ်တုန်းကအနေထားနဲ့တော်တော်ကွဲလွဲသွားပြီအခုလေတိုက်ပုံတွေကတော်တော်ကိုကွဲလွဲသွားတယ်နော်တော်တော်ကွဲလွဲသွားပြီအဲ့ဒါလို့လေတိုက်တာတွေကလမ်းကြောင်းမမှန်တော့ဘာဖြစ်လဲဆိုကောင်းကင်မှာနေကြတဲ့နတ်တွေကလည်းပဲသူတို့ကောင်းကင်မှာသူတို့ဗိမာန်တွေရှိတယ်အဲ့တော့လေလန်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာလှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာတယ်တဲ့ဒါတာမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာတဲ့အချိန်ကိုမရွာဘူးမရွာတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကိုလူတွေကဖျက်ဆီးလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုပဲဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ္ပံဆရာတွေမသိနိုင်ဘူးသူတို့သိနိုင်တာဘာလို့ဆိုတောတွေတောင်တွေခုတ်လို့ဘာလှုပ်လို့ညာလှုပ်လို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စိကမြင်တာနော်မြတ်စွာဘုရားကတာမန်လူတွေမျက်စိနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုအခုကထောက်ပြတယ်တာမန်ပုဂ္ဂိုလ်တွေမမြင်ရအဲ့တော့လူတွေကိုချင်းတရားပြက်လာလို့ရှိရင်ဒီလိုအခြေအနေတွေကိုဆိုက်လာတယ်တဲ့အဲ့တော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့စိုက်ပျိုးတဲ့စားစရာသီးနှံလူတွေကဒီသီးနှံကိုစားကြရတာအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲသီးနှံလူတွေစားတဲ့ကောက်ပဲသီးနှံတွေဟာမမှန်မကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေရုပ်လျော့သွားတဲ့သီးနှံတွေကိုစားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လာတော့ဆိုအသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရည်တွေရုပ်လျော့လာတယ်ယောဂါတွေထူပြောလာတယ်အားလုံးမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထိအောင်အခုလို့တစ်ခုနဲ့တစ်ခုခွင်းဆက်ပဋိစ္စသမုပ္ပါဒ်လိုပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟောဒါအလွန်တရာမှမှန်ကန်တယ်ဒီကနေ့စားနေတဲ့အစာအာဟာရတွေကိုကြည့်အဗ္ဗဓမ္မအန္တရာယ်များတဲ့အစာအာဟာရတွေဖြစ်လာငပြောသီးတောင်ဆေးတို့ပြီးတော့မှဲ့တာတို့တရက်သီးလည်းဆေးတို့ပြီးတော့မှဲ့တာတို့နော်ဖရဲသီးဆိုတာတောင်မှပဲဆေးတို့လိုက်ရင်ရဲသွားတယ်ဖရဲသီးအကုန်လုံးဟာဆေးနဲ့လွတ်တာအမတန်မှရှာတချို့ကလည်းမသိကြတကယ်တော့အဲ့ဒီအတိုင်းဖြစ်နေတယ်ဆိုတာသိချတယ်ဒီဟင်းညွန့်မုံလေးပါလေးစားတာဒါအဲ့ဒီတက်ကိုကြီးမားသွားပြီအခုဟာဟင်းညွန့်မုံကဒါတွေနဲ့ဆိုင်ရင်နည်းနည်းတော်အောင်လို့ပြောတယ်အခုကပိုဆိုးသွားတယ်နော်ပိုဆိုးသွားတယ်သီးနှံတွေကိုဆေးဖြန်းလိုက်တယ်
ဝင်ဝါပြီးတော့မဲ့သွားတယ်ဒီဆေးတွေကအစိတ်တွေပဲလေအဲ့တော့အခုဆိုကြားရတယ်ဗာကြားတော့ဆိုလူတွေကကျမ်းမာရေးကောင်းတယ်လို့တဆင့်ပြောရင်လူဆိုတာကကျမ်းမာခြင်းညတာဒါသဘာဝပဲပေါ့ငကမောက်သီးစားရင်ကျမ်းမာတယ်ကျမ်းမာရေးအတွက်ကောင်းတယ်လို့ကိုလူကပြောဒီလူကပြောအဲ့ဒီငကမောက်သီးကအဖြူနဲ့အနီနှစ်ခုရှိတယ်အနီဆိုလို့ရှိရင်ဈေးပိုပေးရတယ်သူကပိုကျမ်းမာရေးကောင်းတယ်လို့ပြောတော့ဘာလို့လဲငကမောက်သီးအနီတွေကဆေးဆိုးတာဖြစ်လာဒါတကယ်ကိုပြောတာနော်တကယ်အဲ့ဒါလို့ဖြစ်လာစားစရာကိုလောကကြီးမှာမရှိတော့အောင်ဖြစ်လာခုဟာဆေးမဆိုးတဲ့အစားအစာဆိုတာတော်တော်ရှားသွားပဇွန်ကြောင့်လည်းဆေးဆိုးတာပဲပဲလည်းဆေးဆိုးတာပဲအကုန်လုံးဟာဒီဆေးနဲ့လွတ်ကင်းတာအမတမရှားတယ်အလုံးသိကြတယ်လက်ဖက်ဆိုလည်းပဲအယောင်လေးလှအောင်ဆေးဆိုးတာပဲအကုန်လုံးဒီဆေးဆိုးထားတဲ့ဆေးတွေဆိုတာဟာလူရဲ့ခန္ဓာကိုယ်နဲ့တင့်တော်တဲ့အစားလို့ရတဲ့ဆေးမှမဟုတ်တာပဲအဲ့ဒါလို့လူလောကကြီးဟာလွန်ကျွံဖြစ်တဲ့လောဘတွေလူတွေမှာကိန်းလာတဲ့အခါကျတော့စားစရာအစားအစာတွေဟာအန္တရာယ်ဖြစ်စေတဲ့အရာတွေဖြစ်လာတော့ဒီကနေ့ခေတ်ဒီအစားအစာတွေခန္ဓာကိုယ်ထဲရောက်သွားလို့ရှိရင်ဘယ်ကိုဒုက္ခပေးတုံဆိုရင်အသည်းနဲ့ကြောက်ကပ်ကိုသွားဒုက္ခပေးတာပဲဘာဖြစ်လို့လဲဆိုအစားအစာမှန်သမျှအသည်းနဲ့ကြောက်ကပ်ကိုသွားတာဟုတ်သူကကြောက်ကပ်ကအသည်းကတန့်စင်ပေးရတယ်ဟောကြောက်ကပ်ကတန့်စင်ပေးရတယ်ဟောဒီတစ်ခုကဒီသူတို့နဲ့မတည့်တဲ့ဓာတ်တွေကြတော့အလုံးမလုံးနိုင်ကြတော့အလုံးမလုံးနိုင်တော့အသည်းယောဂဖြစ်တယ်ကြောက်ကပ်ယောဂဖြစ်တယ်ဒီကနေ့ခေတ်မှာအဲ့ဒါတွေပိုများလာတော့လောကကြီးဟာဒါပျက်စီးဖို့ရာအကြောင်းတရားတွေပဲလို့ဒီလိုပြောရမှာပဲ